Play Store သုံးရတဲ့သူတွေအတွက်အလွယ်ကူဆုံးနည်းလမ်းလေးကိုပြောပြပေးပါမယ်။ပထမဦးဆုံး Play Store လေးတွေကိုဝင်ပေးလိုက်ပါ။ဝင်လိုက်တာနဲ့ဒီလိုပြနေရင် Gmail ကောက်ခုတောင်းတာပါ။ဆိုင်းရုံနေပြီးတော့ Gmail ကောက်တဲ့တစ်ခုလုပ်နိုင်ပါတယ်။လုပ်ပြီးတာနဲ့ Play Store ကိုပုံမှန်တိုင်းပြန်သုံးလို့ရပါတယ်။ Play Store မှာဘာ software တောင်းလို့မရဘူး။ Wire ပဲလဲနေတယ်။ဘာမှလုပ်လို့မရဘူး။ Play Store ဘာမှသုံးလို့မရဘူးဆိုရင်ဒီနေ့တိုင်းလုပ်ပေးလိုက်ပါ။ Play Store ကိုကြာဖိပေးလိုက်ပါ။ပြီးရင် Add Info ဆိုတဲ့ကောင်လေးပေါ်လာပါမယ်။အဲ့ဒီကောင်လေးကိုနှိပ်ပေးလိုက်ပါပြီးရင်ပေါ်ပေါက်နည်းနည်းဆွဲတင်ပေးလိုက်ပါ storage ဆိုတာရှိပါတယ်အဲ့ဒါကိုဝင်ပေးလိုက်ပါပြီးရင် clear cache နဲ့ clear data တို့ခုလုံးကိုနှိပ်ပေးလိုက်ပါဒီလိုဆိုရသွားပါပြီဒီလိုလုံးရတဲ့သူတွေအတွက်နောက်တစ်နည်းရှိပါတယ်ကျွန်တော်ဆက်ပြီးတော့လုပ်ပြပေးပါမယ်နောက်တစ်နည်းလေးကတော့ဒီ setting လေးတွေကိုဝင်ပေးလိုက်ပါပြီးရင်ဒီနားလေးမှာ add လို့ရိုက်စားပြီးတော့လုပ်နိုင်ပါတယ် Play Store လို့ရိုက်စားပြီးတော့လုပ်နိုင်ပါတယ်လို့ရိုက်စားလို့မရတဲ့သူတွေလည်းဒီနားလေးမှာ Play Store လို့ရိုက်စားပြီးတော့လုပ်နိုင်ပါတယ်ဒီမှာ Play Store ပေါ်လာပါပြီ Google Play Store လေးကိုနှိပ်ပေးလိုက်ပါပြီးရင် Store တွေကိုထပ်ဝင်ပေးလိုက်ပါပြီးရင် Clear Data နဲ့ Clear Cache ခုလုံးကိုနှိပ်ပေးလိုက်ရင် Play Store ပြန်သုံးလို့ရတာပါမယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ